မင်္ဂလာပါဒီချက် Rose ပါဒီဗီဒီယိုလေးမှာတော့ဒီချက်ကဒီဆရာမတွေရဲ့ဒီနေ့တာ live လေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးကတော့ဒီ morning assembly နဲ့စရပေါ့နော် morning assembly မှာဆိုလို့ရှိရင်ဒီနိုင်ငံတော်သချင်း national anthem ဆိုကြတာရှိတယ်ပြီးတော့လို့ရှိရင် exercise လုပ်တယ်နောက်အရေးကြီးတဲ့ briefing လေးတွေပေးတာရှိရပေါ့နော်အဲ့တော့ morning assembly ကတော့duty ကြနေတဲ့ဒီချက်ကလွယ်လို့ရှိရင်ကျန်တဲ့သူတွေအကုန်လုံးလာပြီးတော့ participate လုပ်ရရပေါ့နော်ဒီ morning assembly ပြီးတဲ့အခါမှာကိုယ့်ရဲ့ပုံမှန်တင်နေကြအတန်းနေရှိရဆိုလို့ရှိရင်အတန်းနေကတော့ဒီတနေ့တာပါတင်နေပေါ့နော်ပြီးနောက်တစ်ခုကပါရှိလဲဆိုရင် duty stay ရှိတတ်ပါတယ်teacher stay မှာလည်း other extra duty stay ရှိရဥပမာက gate duty ဒါမှမဟုတ် playground duty lunch duty ပေါ့နော်စပြီးတော့ duty မျိုးစားလိုက်ကိုအနေနဲ့duty သွားတာမျိုးတွေရှိတယ်။နောက် meeting stage join ရတာမျိုးရှိပါတယ်။ meetings မှာဆိုလို့ရှိရင်လည်းဒီချက်အနေနဲ့ဒီ lesson planning လုပ်ဖို့အတွက်ကိုတခြားသော other teachers တွေပေါ့နော်။ဥပမာ language teachers, specialist teachers တွေနဲ့ကို planning လုပ်ဖို့အတွက်meeting join ရတာမျိုးတွေရှိတယ်။ဒါကကျတော့ lesson planning နဲ့ပတ်သက်တဲ့ဟာပေါ့နော်။အဲ့လိုမဟုတ်ဘဲနဲ့ကျောင်းရဲ့ events တွေရှိတဲ့အခါမျိုးမှာလည်းကိုကအဲ့ဒီသက်ဆိုင်ရာ events တွေမှာပါတယ်ဆိုလို့ရှိရင် events နဲ့ပတ်သက်တဲ့ meetings တွေ join ပေးရတယ်ရိုးရိုး committee ဝင်ဆိုလို့ရှိရင်တော့ကို assign လုပ်ပေးတဲ့ဟာကို events နဲ့ပတ်သက်တဲ့ assign လုပ်ပေးတဲ့ task ကိုကိုကလုပ်ပေးရုံပဲပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကevent leader အနေနဲ့လုပ်တယ်ဆိုလို့ရှိရင်တော့ကိုကတာဝန်ယူပြီးတော့အကုန်လုံးစီစဉ်ပေးရပါပေါ့နော်ဒါမျိုးတွေevent meetings တွေကို join ရတာမျိုးရှိတယ်နောက်တစ်ခုကျောင်းနဲ့ပတ်သက်တဲ့သူရဲ့ curriculum align ပေါ့နော်တချို့ကျောင်းတွေမှာဆိုလို့ရှိရင်ဒီ curriculum ဒါမှမဟုတ်ကျောင်းရဲ့ဒီ overall whole school development နဲ့ပတ်သက်ပြီးတော့လုပ်တဲ့meetings မျိုးတွေရှိတယ်အဲ့လိုမျိုးမှာလည်းကိုကပါဝင်နေဆိုရင်တော့ဒါကတော့တခြားသော other extra meetings တွေဖြစ်သွားပြီဆရာမရဲ့အနေနဲ့ဒီတိုင်းပဲteachings လုပ်ရုံကလေးတွေကိုဒီ assessment and evaluation တွေလုပ်ရုံနဲ့မပြီးပါဘူးဒီ lesson planning teaching assessment evaluation ကတော့ဒါကတော့ teachers ရဲ့အဓိက main job ပေါ့နော်အဲ့ဒီထဲမှာခုနလိုမျိုး assembly join ရတာတွေ duties တာဝန်ကြရသွားတဲ့အပိုင်းတွေနောက်တစ်ခုကကြာဒီ co-planning meeting တွေဒီ event meeting တွေနောက်တစ်ခုကကြာဒီ whole school meeting staff meeting မျိုးတွေ join ရတဲ့အပိုင်းတွေလည်းရှိပါတယ်အဲ့တော့ teachings တစ်ခုလည်းမရဘူးတခြားသော other school activities တွေမှာလည်းကို contribute ကောင်းကောင်းလုပ်နိုင်မှုအတွက်လိုအပ်ပါတယ်လို့Thank you ပါဒီဗီဒီယိုလေးကနေပြီးတော့သိချင်တာတခုရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်